ညီအားလုံးမင်္ဂလာပါဆိုတော့ Football Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါကျွန်တော်ခွင့်ဖြစ်ပါတယ်ညီကိုတဲ့ဒါဒီနေ့တပွဲကောင်းပါเนาะကျွန်တော်မနေ့ကပေးခဲ့တဲ့ Guitar Favor တွေတော့အဆင်မပြေဘူးပေါ့เนาะဒါ PND လောက်မှ2-1ပေါ့เนาะ1-1လောက်ဆိုရင်ကျွန်တော်ပြားစားရသေးတယ်ဥက္ကဋ္ဌနာ PND လောက်မှ2-1နဲ့နိုင်သွားတဲ့အတွက်ဒါမနေ့ကတော့တပွဲကောင်းအဆင်မပြေဘူးပေါ့เนาะဒီနေ့ဒါညီကိုတဲ့ကြောင့်တပွဲကောင်းရေးချက်ပေးမယ်ဒီပွဲစဉ်ကတော့ညီမစံတော်ချိန်8နာရီခွဲထိုင်းစံတော်ချိန်9နာရီမှာကန်မယ် Manchester United အသင်းနဲ့ Sunderland အသင်းတွေပွဲကျော်သွန်သင်ချက်လေးကိုတင်ဆက်ပေးထားမယ်လက်ရှိဒါ United ပေးထားတဲ့ body ဈေးကတော့တလုံးသေးကိုပေါင်းသေး3လုံး plus 45ထိပေးထားရပါတော့ဒီဈေးတန်း 1D ကို3 plus ကဒါ United အနေနဲ့9တော့ဒါ 1C 2C လောက်ဒါ booking နဲ့တွက်ထားတဲ့ဈေးတန်းလို့ပြောလို့ရတယ်ဒါတွေးဆုံမှုဒါ2016မှာပေးတဲ့ body ဈေးကတော့နှလုံးသေးလောက်ထိပေးတာ Sunderland တင်းအောင်ပေါ့နော်ဒါကြောင့်ဒီနေ့ပေးထားတဲ့ body ဈေးကတော့လက်ရှိနဲလို့ပြောလို့ရပါတော့လက်ရှိခြေသားပိုင်းပြန်ကြည့်ရမယ်ဆိုတန်းတက်လာတဲ့ Sunderland ကတော်တော်လေးခြေသားပိုင်းကောင်းမွန်လို့ရှိတယ်ပေါ့နော် United အနေနဲ့ကလည်းဒီပွဲကအနိုင်ရမှလည်းဖြစ်မဲ့နေထားမျိုးဒါအိမ်ဝင်းလည်းဖြစ်နေတယ်သူအနေနဲ့ဒါဒီပွဲကိုထားပါတော့ကျွန်တော်တို့ဒါမနိုင်ခဲ့ရင်နီးပြအနေနဲ့ကလည်းအနေများလာတဲ့အနေထားမျိုးမှာရှိတယ်ပိတ်သက်ရဲ့စူပူမှုကလည်းရှိနိုင်တယ်ပေါ့နော် United ပွဲတိုင်းကြီးတဲ့ညီကိုတွေသိပါတယ်ဒါကိုင်းကတော့ United fan ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ United fan ဖြစ်ပေမဲ့ကျွန်တော်ဒီနေ့ကစနေမန်ချက်စီးပွားတက်မလားပြတ်မလားတော့ကျွန်တော်ပကန်တင်လားUnited နေတင်လားကျွန်တော်သုံးသက်ချက်နဲ့ပြောပေးပါနော်လက်ရှိဒါအင်္ဂွင်းရလက်မှုပြန်ကြည့်ရမယ်ဆိုရင်တော့ United အနေနဲ့ချက်စီးကိုပဲနိုင်ထားရလို့ပြောလို့ရတယ်ကျန်တဲ့ပွဲစဉ်တွေမှာဆိုရင်ဒါဘန်လီကိုကြေးရှုံးထားရပါတော့ဒါပြီးမှလေး3ပွဲရှိရပါတော့ပြီးအာဆင်နယ်ကိုရှုံးထားတယ် G1 ပေါ့နော်လက်ရှိကျွန်တော်တို့ဒါဆန်နလန်ရဲ့ကျွန်တော်တို့ရလက်ပိုင်းသွားကြည့်ရမယ်ဆန်နလန်အနေနဲ့ရလက်ပိုင်းနောက်ဆုံးကျွန်တော်9ပွဲမှာ4ပွဲဆက်နိုင်ထားရပြောလို့ရတယ်ဒါရလက်ကြီးအောင်ထားရပါတော့ဘရန်ဖို့2-1ပဲလီကိုစီစီတေးကြတာဒါပဲလီလို့အသင်းမျိုးဒါတကယ်ကောင်းတဲ့အသင်းမျိုးကိုအဝေးကွင်းကနေတေးကန်နိုင်တယ်ပြီး Aston Villa 1-1တီးဒါတယောက်အနေထားနဲ့1-1ကိုတီးရအောင်ကန်နိုင်တယ်ပြီးကျွန်တော်တို့ဒါ Northern Forest G1 ဆိုတဲ့ရလက်နဲ့အနိုင်ကန်ရတယ်ဒါကြောင့်တက်တက်လာတဲ့ Sunderland ရဲ့ခြေတံသွားရှုပ်လို့မရဘူး United အနေနဲ့ဒီနေ့ပွဲကကျွန်တော်ပေးထားတဲ့ body ဈေးတော့မကြိုက်ဘူးဗျ 1DG က United 9လောင်းဒါ 1C ခေါ်ထားတဲ့ဈေးတန်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် United နဲ့ဒါ Sunderland တို့ပွဲစဉ်မှာဆိုရင်တော့ Sunderland body လေးရွေးချယ်ပေးပါတယ်United အနေနဲ့ဒါတစ်လုံးတော့ပေါ့နော်နှလုံးလောက်တော့မသွားနိုင်အောင်ထင်တယ်ဒါကြောင့်ကျွန်တော် Sunderland body လေးကြိုက်ပါတယ်အားပေးတဲ့ညီကိုတယောက်ချင်းစီတိုင်းကျေးဇူးတင်ပါကျွန်တော် Telegram channel လေးကို join ထားပေးပါနော် Telegram channel မှာကျွန်တော်တပွဲကောင်းနေမောင်းခဲ့တဲ့အများကြီးတင်ပေးပါတယ်ဒါကြောင့် Telegram channel လေးကို join ထားမှုပေးပါနဲ့ကျွန်တော်ဒီ video ရဲ့ comment link မှာဒါပိုင်း link မှာ Telegram channel လေးရှိရပါနော်ညီကိုအနေနဲ့ join ထားပြီးတော့ကျွန်တော်တင်ပေးတဲ့ပွဲ live ပြီးကစားလို့ရပါနော်ဒါကြောင့် channel လေးကို join ထားမှုပေးပါနဲ့ကျွန်တော်ဒါ Super Sunday နေ့မှာညီကိုတို့ပြန်ပြီးဆော့ပါအောင်မယ်အားပေးတဲ့တယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်နော်အားလုံးဒီညပဲနှုတ်ဆက်လိုက်ပါတယ်